အားလုံးမင်္ဂလာပါနိချင်းသာသနာနိနေရလွန်တဲ့ထိတိုင်အောင်ပို့ဆောင်တော်မူသောထာဝရဘုရားသခင်၏ဂုဏ်ပြုတော်ကိုချီးမွမ်းပါတယ်ယနေ့မြန်မာနိုင်ငံနိချင်းခရစ်အသင်းချုပ်သည်အဖွဲ့ချုပ်ဆက်စစ်ပါတိုက်ရိုက်ဆက်တဲ့တော့အသင်းတော်နှစ်ပါးနဲ့ကျမ်းစာကျောင်း52ကျောင်းနဲ့သာသနာလုပ်ငန်းများကိုကျွန်တော်ဆက်လက်လှုပ်ဆောင်နေပါတယ်မြန်မာနိုင်ငံနိချင်းခရစ်အသင်းချုပ်၏ရုံးဆိုင်တဲ့နေရာမှာ143မဲရကျော်စောလန်လမ်းမတော်မြို့နယ်ရန်ကုန်မှာတည်ရှိပါတယ်ဒီနေ့အသင်းချုပ်ဆိုဒီမှာရုံးမဟုတ်ပါအသင်းချုပ်ဆိုဒီမှာအဆောက်အုံလည်းမဟုတ်ပါဒီနေ့အသင်းချုပ်ဆိုဒီမှာနိချင်းယုံကြည်သူများဖြစ်ပါတယ်အသင်းချုပ်ရဲ့ရုံးမှာဌာန12ပါးနဲ့သာသနာလုပ်ငန်းများကိုလက်တွဲလှုပ်ဆောင်လျက်ရှိပါတယ်ဒီဌာန12ပါးထဲမှာဌာနတစ်ပါးဖြစ်တဲ့စာပေနဲ့ပုံနှိပ်ထုတ်ဝေရဲ့အဓိကထုတ်ဝေခဲ့တဲ့မိတ္တတမန်မဂယေဟာ2023ဇူလိုင်လမှာနှစ်60ပြည့်မှာဖြစ်ပါတယ်ဒီနေ့နှစ်60ထိတိုင်အောင်ပို့ဆောင်တော်မူသောထာဝရဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းနေနှစ်60ထိတိုင်အောင်မိတ္တတမန်ကိုထုတ်ဝေနိုင်ဖို့လို့ငါအဖွဲ့ချုပ်များနေအဖွဲ့များအသင်းတော်များကျမ်းစာကျောင်းမှာရှိတဲ့ဓမ္မမိတ်ဆွေများယုံကြည်သူများရဲ့ကိုယ်နေပန်းပိုးမှုဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အဖွဲ့ချုပ်များနေအဖွဲ့များအသင်းတော်များနဲ့ကျမ်းစာကျောင်းမှာရှိတဲ့ဓမ္မမိတ်ဆွေများအားလုံးအပေါ်မှာအသင်းချုပ်ကိုစားအထူးကျေးဇူးတင်ရှိကြောင်းပေါ်ပြလိုပါတယ်မိတ္တတမန်ပုံမှန်ထုတ်ဝေနိုင်ဖို့ရန်အစီခံလျက်စကကြတော့အတင်းချုံမှအဒီတာမှာစာရွေဝန်ထမ်းများပေါ်မှာလည်းအထူးကျေးဇူးတင်ရှိကြောင်းပေါ်ပြလိုပါတယ်မြန်မာနိုင်ငံနိချင်းခရစ်အသင်းချုပ်ရဲ့တခုတည်တော်ပုံရိပ်ဟာမိတ္တတမန်ပဲဖြစ်ပါတယ်အဖွဲ့ချုပ်များနေအဖွဲ့များအသင်းတော်များကျမ်းစာကျောင်းများမှာရှိတဲ့ဓမ္မမိတ်ဆွေများတငယ်ချင်းများဒီမိတ္တတမန်ထုတ်ဝေနိုင်ဖို့ရန်စာရေးသူများအဖြစ်ဖြစ်မှကိုနေပန်းပိုးကြတော့မိတ်ဆွေများအတင်းချုပ်ကိုစားအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်စာပရိသတ်များအားလုံးပေါ်၌ဖျားခင်ကောင်းချီးပေးပါစေမိတ္တတမန်မကြီးပေါ်၌လည်းထာဝရဘုရားသခင်သည်ကောင်းချီးပေးပါစေအမိမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ